ဒါတော့ဟောလို့တိုင်လူတွဲထဲမှာရှိနေတဲ့ယန္တနာပစ္စည်းဟာဒါတော့ရဲ့ပစ္စည်းဆိုတာမှန်ကန်ပါပြီဒါတော့ရဲ့ပစ္စည်းကမှန်ကန်ပါတော့လေအတိတ်ဘဝဒါတော့ပြုတ်ခဲ့တဲ့သစ္စာစကားကြောင့်ဒီယန္တနာပစ္စည်းကိုဒါတော့ဘယ်လိုရမလဲအဖတားတော်ရဲ့အတိတ်ဘဝတည်ခဲ့တဲ့သစ္စာတရားတွေဆိုတာဘာတွေလဲတော့မသိဘူးနော်အဲ့ဒီသစ္စာကားကိုဒီချိန်မှာပြောဖို့အချိန်မတန်သေးပါဘူးဒါတော့ကျင့်စဉ်တွေကိုကျင့်ပြီးမှသာလေဒါတော့ရဲ့ဉာဏ်စဉ်ထဲမှာသူ့အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်ဒါတော့အဲ့ဒီတရားကျင့်ကြံပွားများနေတဲ့အချိန်မှာအဖြစ်အမှောက်တွေအနှောက်အယှက်ရောက်ရှိရလိမ့်မယ်ဒါတော့ရဲ့ဉာဏ်စဉ်နဲ့ပိုင်းဖြတ်မှသာလေဒါတော့ရဲ့အတိတ်လိုချင်သောတရားတွေရရှိပါပြီစိတ်အာယုံနောက်ကိုနိုင်တော့ပါလေတရားရဲ့အာယုံနဲ့ပဲကျင့်ကြံပွားများပါဒါမှသာလေဒါတော့ပေါင်းရောက်ပါလိမ့်မယ်အဘနောက်ဆုံးတစ်ခုမှားခြင်းတာဟောရိယယတနာကိုတော်ယုံတန်ယုံကျင့်စဉ်နေတော့မရနိုင်ဘူးဒါတော့မရနိုင်အဲ့ဒီကျင့်စဉ်တွေအောင်မြင်ပြီးရင်ဟောရိယတရားရှိကိုရက်လိုက်တယ်လိုက်လို့တရားသူ့လိုပွင့်သွားပါလိမ့်ဒါကျေးဇူးကြီးမားလာပါတယ်ပါကဲဒါတော့ကျင့်ကြံပွားများလို့နေရာကိုပါလိုက်ကြတယ်နောက်ကလည်းသမီးတော်တို့ကျင့်ရမယ့်တိုင်ပါဟောရိယတိုင်ကိုပဲဖြစ်ပြီးသားတော့အဲ့ဒီတိုင်ကိုအတွင်းမှာဒါတော့သမီးတော်တို့အစင်သင့်တယ်လို့ကျင့်ကြံပွားများနိုင်တာဒါတော့သမီးတော်တို့အစားတော့များလို့လေဟောရိတိုင်ကိုမှာစောင့်ကြံနေတဲ့စောင့်ရှောက်များတာဒါတော့စီမံပေးပါလိမ့်ဒါအဲ့ဒါဆိုတပီတော့ကောင်းကောင်းချစ်မှာကောင်းကောင်းစားမှာနော်ဒါတော့သမီးတော်ကောင်းကောင်းကျင့်မှာကောင်းကောင်းစားရအောင်သမီးတော်ဟာတွားပါပြီလာချင်တော့ဒီလိုပြီသမီးတော်လူကြီးဆိုတာအလွန်အင်မတန်မှကြားပြလာသမီးတော်အတိတ်ဘဝကုသိုလ်ကံတွေကြောင့်သမီးတော်တို့လူကြီးရောက်ရခြင်းဖြစ်တယ်လူဘဝရောက်ခိုက်မှာကောင်းသောအကျင့်ကိုကျင့်ပါဒါနကုသိုလ်များများလုပ်ပါကောင်းကောင်းနေတိုင်းမှာတန်ဖိုးရှိအောင်နေပါလူဘဝအနည်းရှိလာပါသမီးတော်ကဲအားလုံးသမီးတော်တို့အဖိုးသွားလိုက်ပါမယ်ဒါတော်သမီးတော်တို့နားမှာအဖိုးအမြဲရှိနေတယ်ဆိုတာမှတ်ထားပါသမီးတော်တို့ကျေးဇူးကြီးမားလာကဲပါပါမယ်ဦးလေးတို့ညီမလေးတို့လည်းကိုကျင့်စရာရှိတဲ့နေရာမှာတင့်တော်တယ်ကျင့်ကြနော်ဦးလေးမိုက်စားတယ်ဦးလေးငါလည်းစားတာပဲဒါပေမဲ့ပြောတော့ဘာပြောတော့သိတယ်မလားတရားကျင့်မှာစားရမှာတဲ့ကဲလာပြင်းမနေနဲ့သွားပါလား
ဘိုက်စားပါလေရှင်မငါတို့တမ်းရပြီတွေ့တယ်တော့ငါပြောသေးတယ်ဟော ဦးလေးဘာဖြစ်နေရတော့ တမီးရဲ့ဘိုက်စားလို့ဒီမှာကြည့်လိုက်တော့ဥရှိကြတော့တမ်းရသည်တမီးကြတော့မပြောသေးနဲ့ ဦးလေးကကောင်းကောင်းမကျင်တာကိုကောက်လိုက်ဒီရလိုက်ကိုလှုပ်လိုက်ဒီလှုပ်လိုက်ဘလို့လို့ချင် ဟာဘိုက်စားတော့ သမီးတို့ကြီးမပြောသေးကျွေးရဘောကျင်ကိုဦးလေးကိုအခုကျွေးမှာ တကယ်စားနေရတော့မနှောက်နဲ့တော့ကြည့် ဦးလေးကနေစားခောက်ခောက်ကောင်စားချင်ကောင်းကောင်းကျင် ဟာပြီ ဘာဆရာပြောသွားရင်လေကိုချစ်စင်ပေါ်မူတည်ပြီးတော့ရမှာတဲ့ဆိုတာဦးလေးတော်တော်လုံနေပြီချစ်စင် ဒီပေါ်လေးကောင်းကောင်းစားကြတော့လေကောင်းကောင်းကျင်းရတော့မှာဟိုဟာသူကျတော့စားကောင်းတော့ဝယ်နေပါလေဟာကြက်သားနေတယ်ဟာမင်းအတီးရလည်းမနေဘူးဟာဟမ်ဦးလေးတို့ဘာတွေဖြစ်နေဒီကမှာဘိုက်တွေစားပြီးတော့စားမှုပဲတော့ငါစီတော့တံမြာကြီးရောက်တယ်သူ့စီကျတော့မပြောသေးနေနဲ့ဒီပုံစံနဲ့ဆိုရင်ငါသမင်းတော်လက်တော့ပဲဖြစ်ပါတယ်ကွာ ပူပါတဲ့ဦးလေးရဲ့ဒါများကျုပ်ရှိမှရှိရဲ့ထမင်းနေကြီးနေတာဦးလေးလိုစားတော့ကျုပ်ကတက်တက်လို့စားနေတာကြာပြီဆိုတော့အသီးနယ်တွေလည်းပဲဟာရဖြစ်ပါတယ်ဗျာ ဟေးငါတို့စားမယ်လားဟေးဘုံကစရာနဲ့ဒီလိုပဲအေးစားပဲ သူမတည့်သေးဘူးပဲသူမတည့်သေးဘူး ဟုတ်တယ်မတည်သေးဘူး Jess ငါဒီတိုင်းနေလို့မဖြစ်တော့ဘူးတော်ရဲကိုသွားအမြင့်ဆုံးပညာကိုယူမှဖြစ်တော့မယ် Jess ဒီကိုငါပညာပေးခဲ့တန်းနိုင်ဆုံးငါပညာကြီးကိုကုန်ပေးခဲ့ကြားလား